ဒီလိုကန်ချက်ဒီလိုဂိုးမျိုးကိုသူ့ပြင်ဘယ်သူမှလိုက်မလုံးနိုင်ဘူးရိုနယ်ဒိုနဲ့နီကယ်ဘောနဲ့ရိုနယ်ဒိုဆိုတာကလုံးဝကိုခွဲခြားမရတဲ့အရာပါနီကယ်ဘောကန်ချက်ကိုတခြားနာမည်ကြီးကစားသမားတွေလည်းအသုံးပြုကြပေမဲ့ရိုနယ်ဒိုကသာဒီကန်ချက်ကိုကမ္ဘာကြောက်စရာအကောင်းဆုံးကန်ချက်အဖြစ်အဆင့်မြင့်တင်ပေးခဲ့ပါတယ်နီကယ်ဘောကန်ချက်ကိုရဖို့ဆိုတာကကြီးချက်ပြင်းအားကံမုံကန်ကြီးတွေအားလုံးတိကျမှသာအပြင်းထန်ပြီးလှပတဲ့နီကယ်ဘောကန်ချက်ရမှာပါနီကယ်ဘောကပါဝါရှွတ်တွေနဲ့သူ့လိုရှိပေမဲ့လုံးဝမတူပါဘူးပါဝါရှွတ်တွေကချစ်မိုးနဲ့အားပြည့်သုံးပြီးပြင်းထန်တဲ့အချိန်နဲ့ကန်တွင်းကခြေထောက်ကိုလည်းအရှိတီလွှဲကန်တဲ့ technique ကိုဖြစ်ပြီးတော့နီကယ်ဘောကန်ချက်ကတော့ဘောလုံးရဲ့လေဘဟိုနာကိုချစ်မိုးရဲ့မားတဲ့အပိုင်းနဲ့ကန်ပြီးတော့ခြေထောက်ကိုရုပ်တရက်ရက်လိုက်ကဘောလုံးကလေထဲမှာလုံးဝလေမသွားဘဲနဲ့ဘိုးပေါက်နာရောက်မှသာလမ်းကြောင်းပြောင်းတက်တဲ့ကန်ချက်ဖြစ်ပါတယ်သူ့ရဲ့ကြွသားတွေပြည့်နေတဲ့ခြေထောက်တွေကြောင့်ဒီကန်ချက်ကကန်ဘက်ဂိုးသမားတွေအတွက်ကတော့နတ်ဆိုးကန်ချက်ပါရိုနယ်ဒိုက free kick ရဲ့ကန်ချက်အများစုကိုဒီ technique ကိုအဓိကထားပြီးအသုံးပြုနေရှိပါတယ်အကယ်၍ကန်ချက်ကအနှဲငယ်လိုအပ်ချက်ရှိခဲ့ရင်တောင်မှဘောလုံးကထောင်တက်မှဖြစ်တဲ့အတွက်ကြောင့်အတော်ကိုခက်ခဲလွန်းလာပါတယ်ဒါပေမဲ့ကိုကြီးကတော့သူ့ရဲ့ signature ဒီကန်ချက်နဲ့အတူသင်ကိုများစွာရယူထားနိုင်ခဲ့ပါတယ်ဒီထဲကမှကျွန်တော်တို့လုံးဝမေးလို့မရတဲ့ဂိုးတစ်ခုကတော့အာဆင်နယ်နဲ့တွေ့တဲ့ semi final မှာကန်သွင်းခဲ့တဲ့ဒီနီကယ်ဘောကန်ချက်ကအာဆင်နယ်ဂိုးသမားကိုကြောက်ရွံ့အဖြစ်ပြောင်းလဲစေခဲ့ပါတယ်ကိုတို့ကဘယ်ဂိုးကအမတ်တရဖြစ်စေခဲ့လဲကိုမတ်မှာမှတ်သွားပေးခဲ့ကြပါဦး